Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube channel နဲ့ဒီကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါမိတ်ဆွေတို့ရေဒီတောက်ကြနေ့ကတော့ကျွန်တော်ပြောတော့မပြောချင်တော့ပါဘူးမနက်ခင်းကလည်းကျွန်တော်တို့ဒီ25ဆိုတဲ့ဟင်းနဲ့ပြီးတော့မှာဘူး26နဲ့ပြီးသွားဒီနေ့မှလည်းဒါ34ဆိုဒါ share ကြီးပေါ့နော်ဒီနေ့တနေ့ကိုကျွန်တော် support ထားတဲ့လူတွေကိုကျွန်တော်ပေးခဲ့တာကဒီတောက်ကြတရက်စာမှာကျွန်တော် complete ကိုလုံးဝနော် complete ဆိုဟင်းကိုကြိုက်တယ်လို့ပေးထားတာ34နဲ့ကျွန်တော်တို့ကိုပြရတယ်ပြပြီးတော့မှ35ဆိုတဲ့ဟင်းနဲ့ပြီးသွားပြီပေါ့နော်โอเคပါအားလုံးအတွက်တော့စိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်တို့ဒီဂျရာဘင်းနဲ့တောက်ကြမှာလာပြီးစပို့ထားတဲ့လူအတွက်ပေါ့နော်ပို့ပြီးတော့ဘာလို့ဆိုတော့ပထမကစပို့ခဲ့တဲ့လူဟောင်းတွေကတော့ဒါရလိုက်တဲ့ဟင်းပွဲလေးတွေရှိသေးတယ်ပေါ့နော်โอเคအခုဗီဒီယိုလေးကတော့အရေးကြီးပါတယ်တနင်္လာနေ့အတွက်ဖြစ်ပါတယ်ကျွန်တော်အခုပြောမယ့်ဗီဒီယိုထဲကပါတဲ့အကြောင်းအရာဒီတနင်္လာနေ့မှာမဖြစ်လာဘူးဆိုကျွန်တော်ကေလင်းကိုမိတ်ဆွေတို့လုံးလို့ရပါတယ်အဲ့လောက်ထိကျွန်တော်ကေလင်းကိုပညာကိုယုံပါတယ်အခုမိတ်ဆွေတို့ကိုအဲ့ဒီပညာကိုပြောပြပါတော့မယ်တနင်္လာနေ့မှာဆိုရင်ဒါမိတ်ဆွေတို့ဒါပထမဗီဒီယိုထဲမှာကျွန်တော်တခုပြောခဲ့တယ်ဒီ1ရဲ့ဒီ6ရဲ့4ရဲ့9ရဲ့ဒီဟင်းပွဲဒီ line ထိတ်နေလာမယ်လို့ပြောထားတယ်โอเคအဲ့ဒါကိုအတာထားအောင်တနင်္လာနေ့လေသို့မဟုတ်ညနေမှာ8ဆိုတဲ့ဟင်းရဲ့3ဆိုတဲ့ဟင်းရဲ့1ဆိုတဲ့ဟင်းရဲ့ဒီတေချာပေါက် break ဆိုတဲ့ဟင်းအဖြစ်တေချာပေါက်တစ်ချိန်တေချာပေါက်မိတ်ဆွေတို့စီဆင်းပါလိမ့်မယ်ခင်ဗျကျွန်တော်ထပ်ပြောပါမယ်8ဆိုတဲ့ break ဟင်းရဲ့3ဆိုတဲ့ break ဟင်းရဲ့1ဆိုတဲ့ break ဟင်းရဲ့ဒီမိတ်ဆွေတို့စီတေချာပေါက် break ဟင်းဖြစ်လာပါလိမ့်မယ်နိုင်တဲ့လူကတော့နိုင်တယ်လို့စိတ်ကြိုက်မိတ်ဆွေတို့အဲ့ဒီဟင်းပွဲလေးကိုတေချာချက်ပြုတ်ပါအဲ့တော့တခုပြောချင်တာကကျွန်တော်ကပထမဗီဒီယိုထဲမှာပြောခဲ့တယ်ဒီ1ရဲ့6ရဲ့4ရဲ့9ရဲ့ဒီ line ထိနေလာမယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကဒီ8ဆိုတဲ့ break ဟင်းရဲ့3ဆိုတဲ့ break ဟင်းရဲ့1ဆိုတဲ့ break ဟင်းနဲ့ပတ်သက်ပြီးတော့ဘလို့ရာမျိုးတွေကိုတင်လို့ရလဲဆိုတာတခါတည်းပြပြပေးသွားပါမယ်1နဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘလို့ရာမျိုးလို့ဆိုတော့1ခွန်ဆိုတဲ့ဟင်းရှိမယ်ခင်ဗျဒဲပဲဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတို့အပိတ်လေးကိုတော့နည်းနည်းလေးထည့်ညစ်ထည့်ပေါ့နော်ကျွန်တော်က break ကိုတေချာအာမခံရတယ်ပေါ့နော်ဒါဒီ break ဆိုတဲ့ဟင်းလေးကိုပေါ့နော်အဲ့တော့1ခွန်ဆိုတဲ့ဒါလုံးဝမိတ်ဆွေတို့ထိတ်နေပဲပေါ့နော်ပြီးတော့ကျွန်တော်တို့ဘာရှိအောင်လဲဆိုတော့1နှစ်ဆိုတဲ့အရာလေးရှိမယ်1နှစ်ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့10ဆိုတဲ့ဟင်းလေးရှိမယ်ဗျပြီးတော့6ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့က60နှစ်ဆိုတဲ့ဟင်းရှိမယ်60ခွန်ဆိုတဲ့ဟင်းရှိမယ်ပြီးရင်65ဆိုတဲ့ဟင်းရှိပါမယ်4ဆိုတဲ့ဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့အနေနဲ့က44ဆိုတဲ့ဟင်းရှိပါမယ်ပြီးတော့ကျွန်တော်တို့အနေနဲ့49ဆိုတဲ့ဟင်းရှိပါမယ်ပြီးတော့40ခွန်ဆိုတဲ့ဟင်းရှိပါမယ်ခင်ဗျပြီးတော့ကျွန်တော်အနေနဲ့6နဲ့ပတ်သက်ရင်တော့ကျွန်တော်เนี่ยဘာရှိမလဲဆို99ဆိုတဲ့ဟင်းရှိပါမယ်ပြီးတော့ကျွန်တော်အနေနဲ့94ဆိုတဲ့ဟင်းရှိပါမယ်ပြီးတော့62ဆိုတဲ့ဟင်းရှိပါမယ်ကျွန်တော်အခုပြောလိုက်တဲ့12ကွက်ဒီမိတ်ဆွေတို့တနင်္လာနေ့မှာလုံးဝသေးချာပေါက်ထိတ်နေပဲပေါ့နော်ပို့ပြီးတော့မိတ်ဆွေတို့ပို့ချက်ပြုတ်ကြပါနော်လုံးဝသေးချာတာတစ်ခုကတော့တနင်္လာနေ့မှာမိတ်ဆွေတို့8ဆိုတဲ့ break ဟင်းရဲ့3ဆိုတဲ့